အားလုံးပဲမင်္ဂလာပါမကြမီလာပိုင်းတွင်းမှာဆိုလို့ရှိရင်အကုန်လုံးစောင့်မျှော်နေကြတဲ့မြန်မာလက်ရွေးစင်အသင်းတွေခြေစစ်ပွဲအောင်မြင်ထားတဲ့ယူဆက်ခွန်အာရှဖလားပြိုင်ပွဲကြီးစတင်ရှင်ပြိုင်တော့မှာဖြစ်ပါတယ်။အုပ်စုမဲခွဲပွဲရလိုက်ရတော့အမျိုးသားယူဆက်ခွန်အသင်းပါဝင်နေတဲ့အုပ်စုကအုပ်စုကျက်ပါတယ်။အုပ်စုတက်နိုင်မှုအတွက်အတော်လေးရုန်းကန်ရမယ့်အနေအထားမှာရှိနေပါတယ်။ဘာကြောင့်လဲဆိုရင်အိမ်ရှင်ဖြစ်တဲ့ Saudi Arabia အသင်းပြင် Tajikistan ထိုင်းအသင်းတို့ပါမြန်မာအသင်းနဲ့တအုပ်စုတွေရောက်နေတာကြောင့်ပါဆိုတော့အုပ်စုတက်နိုင်ခဲ့မယ်ဆိုလို့ရှိရင်လည်းအခြားသောအကျိုးခံစား권တွေအပြင်ကမ္ဘာဖလားဝင်ခွင့်မှာရှိနေသေးတာကြောင့်ဒါရင်ခုန်မျောလင့်စရာကောင်းတဲ့အခြေအနေမှာတော့ရှိနေပါတယ်မြန်မာအသင်းတွေနဲ့ကြိုတင်ပြင်ဆင်မှုအနေနဲ့အိန္ဒိယယူဆက်ခွန်အသင်းတွေလည်းခြေစမ်းပွဲကစားဖို့ရှိပါတယ်မလ3ရက်နေ့နဲ့မလ5ရက်နေ့တွေမှာမြန်မာယူဆက်ခွန်အသင်းနဲ့အိန္ဒိယယူဆက်ခွန်အသင်းအမျိုးသားအသင်းတွေခြေစမ်းပွဲကစားကြမှာဖြစ်ပါတယ်မြန်မာအသင်းရဲ့အဆိုပါခြေစမ်းပွဲစဉ်တွေကိုပြိုင်ပွဲကန်တဲ့နေ့တွေမှာနိုင်ငံမှာရုပ်သံလိုင်းကနေတဆင့်တိုက်ရိုက်ထုတ်လွှင့်ပြသပေးသွားမယ်လို့ကျွန်တော်တို့သတင်းရထားပါတယ်။ပွဲချိန်နဲ့သက်ဆိုင်တဲ့အခြားသောသတင်းအချက်အလက်တွေကိုလည်းခြေစမ်းပွဲကာလမတိုင်မီမှာဆက်လက်ထုတ်ပြန်ပေးသွားမယ်လို့ကျွန်တော်တို့သိထားရပါတယ်။အိန္ဒိယယူဆက်ခွန်အသင်းကလည်းအာရှဖလားခြေစစ်ပွဲကိုအောင်ထားပြီးတော့အုပ်စုဒီကနေပြိုင်ပွဲကြီးကိုဝင်ရောက်ရှင်ပြိုင်မှာဖြစ်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါဆုံးထိနားဆင်ပေးတော့ကျေးဇူးတင်ပါတယ်။ကျွန်တော်တို့ channel လေးကိုလည်း subscribe လုပ်ပေးကြဖို့တောင်းဆိုပါတယ်ခင်ဗျာ။